ဒီလိုပေါ့နော်ကျွန်တော်မျိုးဒီနော်ဒီမှာကြည့်ပါနော်တစ် break နော်တစ် break လို့ထောက်တယ်6 break 6 break နော်ဒီမှာနော်ဒီမှာတစ် break လို့ထွက်တယ်6 break sorry ခွန် break လို့ထွက်တယ်ပေါ့နော်ပြီးရင်အပူလို့ထွက်တယ်3ညာ5ပေါ့နော်အဲ့ဒီလိုပဲပေါ့နော်ဆရာတို့ဒီဘက်ကိုတစ်ချက်လေးပြန်ကြည့်အောင်နော်ဒီဘက်လေးကိုတစ်ချက်လေးချောင်းကြည့်အောင်ချောင်းကြည့်တဲ့အခါမှာသူကလည်းဒီမှာပေါ့နော်6 break ကို6 break ပေါ့ကြတယ်နော်တစ်နော်ဒီမှာကြတော့ဗာကျတစ် break ကိုတစ် break လို့ပေါ့နော်break 2နှစ်ခုဆင်းပြီးသွားပြီပေါ့နော်ဆင်းပြီးသွားတဲ့အခါမှာ9လို့ထွက်ပြီးရတယ်3ညာ6လို့ထွက်တယ်အဲ့ဒါကြတယ်ဒီမဲ့66လို့ထွက်တယ်ပေါ့နော်အဲ့ဒီလို့ဆိုရင်ဒီမှာ break to break နှစ်ခါကြပြီးသွားလို့ဒီမဲ့66ဆိုတာကို3ညာ5လို့ထွက်တယ်ဆိုရင်ဒီမှာဘာထိုးရမှာလဲဒီမှာဘာထိုးရမှာလဲအပူပဲဖြစ်မှာလေဒီ9နေရာမှာ6နော်6နေရာမှာ9လို့နော်ဒီမှာဆိုရင်66ဆိုရင်ဒီမှာဆိုရင်ဘာထိုးရမှာလဲ9ပဲထိုးရမှာအဲ့ဒါလေးတော့ထည့်ထိုးပြီနော်ဘာဖြစ်သူရှေ့မှာလည်းပဲသူကဒီလိုမျိုးဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ရှေ့မှာလည်းပဲသူထောက်တာကြလဲဒီမှာနော်ဒီမှာနော်တစ် break ခွန် break ထောက်တယ်ဒီမှာလည်းပဲသူဒီပါလဲတစ် break 6 break ထောက်ထားတယ်ပြီးရင်95366 335ဆိုတော့ဒီမှာသေးကြတာဒီပါလဲဆိုတော့66နော်ဒီမှာသေးကြတာဒီပါလဲဆိုတော့